20ရက်နေ့လူ9000ကျွေးမွေးခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်17မှ19အထိဆရာဒီလူတွေစားဖို့ဘယ်လိုလုပ်မလဲသူတို့ဘာသာသူတို့ရှာစားခိုင်းလိုက်ရင်ကောင်းမယ်ထင်တယ်ဒါမှမဟုတ်ရင်အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်မင်းတို့ကပဲသူတို့စားဖို့ရှာပေးလိုက်လေ ဒါပေမဲ့မုံ9လုံးနဲ့9နှစ်ကောင်ပဲရှိတယ်လေစัจ java ရာကြီးရဲ့အရှင်ဘုရားသခင်ဒီစားစရာကိုဖန်ဆင်းပေးလို့ကျေးဇူးအများကြီးတင်ပါတယ်အော်ဆရာကောင်းလိုက်တာဟဲ့ ကိုကြည့်လိုက်တာနော်နံပါတ်1ငါမှာပေးစရာဘာရှိလဲနံပါတ်2ငါအလုံးအလောက်မရှိဘူးလို့ဘယ်နည်းနဲ့ပြောဘူးသလဲနံပါတ်3ယေရှုကပွားများစေရန်ငါဘာကိုမျှော်လင့်နေသလဲ